အခြေခံလားရောသံပါရရင်ကြည်တဲ့မြမတို့ပကံရှိပါအလောင်းစီသူမင်းရသာတိုင်ငံလေလေလားမမှုကိတပြီးသားရှိခံလားပြောတဲ့ခါလားဒီကြည့်တဲ့မြမတို့ပကံရှိအခါအလောင်းစီသူမင်းရသာတိုင်ငံလေလေလားအလောင်းစီသူမင်းရသာဖောင်းတော်လေလားသဘုတပြေပင်ကြီးမှာတီးခင်ကျွေကြဂီတတန်စင်ပမာငါကြီးအာနန္ဒာအစာဖတ်ခဲ့တာအဲ့ဒါအခြေခံပြောတာမှာအလောင်းစီသူမင်းရသာဖောင်းတော်လေလားတပုတ်တပြေးပြေးမှာတေးကြွေကြဤတတ်တန်စေပမာငါကြီးအာနန္ဒာအစာဟခေရာအေရာအရှိကပြောလေးသောသွမ်းသဘုတပြေပန်းတို့လုံရန်တချွေညွေလေးသောသွမ်းသဘုတပြေပန်းတို့လုံရန်တချွေညွေတန်လွေခွက်ခွေပမာအကိုင်းရဲ့ပုခါဆွဲတော့တမူးနေတန်တာဒီသဘောဟာစီပြောတာလားလေးသောတော့သဘုတပြေပေါင်းလို့လို့ရတဲ့ရွှေညွေလေးသောတော့သဘုတပြေပေါင်းလို့လို့ရတဲ့ရွှေညွေတန်ရွေခွာခွေပမာအကိုင်းရဲ့ဘုခါဆွဲတော့တဘုနေတာသာဒီတော့ဟာစီပြောတာဆိုရင်အမှန်ဟိုရှိပကံစီပြောတဲ့တရားမစဲချိလေးညံစွာမြမတို့ပကံမှာဖယားတော်ကြောင်းတက်ကောင်းမြတ်ချိန်ခါအလူတော်မကြမ်းပါပြောစီစောယူတင်ရှုံးမင်္ဂလာတီးပုတ်ကြတာယူရရင်ကြေးမှုပါအစင်လားထိမ့်သိမ့်မှုရာဤယနေ့ချိန်ခါမိုးစောဘူးမင်္ဂလာဆိုင်ရဲ့ပြော